မင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့ TikTok မှာကိုတင်လိုက်တဲ့ဗီဒီယိုတွေကိုတခြားသူ download ဆွဲမရအောင်ပြုလုပ်နေဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျာ။ကဲပထမဆုံးအနေနဲ့ TikTok software လေးတွေဝင်ပါမယ်။ Okay ဒီထဲကိုရောက်ပြီဆိုရင်ကျွန်တော် profile လေးကိုနှိပ်ပါမယ်။ profile ကိုနှိပ်ပြီဆိုရင်အခုကျွန်တော်ပြထားတဲ့အထက်နားလေးကအတန်း3တန်းလေးကိုနှိပ်ပါမယ်။ Okay ဒီနားရောက်ပြီဆိုရင်ကျွန်တော်တို့အောက်နားလေးက setting and privacy ဆိုတာလေးကိုနှိပ်ပေးပါ Okay ဒီအဆင့်ကိုရောက်ပြီဆိုရင်အဲ့တော့ကျွန်တော်တို့မြင်တွေ့ရတဲ့ privacy ဆိုတာလေးကိုနှိပ်ပေးပါ Okay ဒီနားရောက်ပြီဆိုအထက်နားကိုနည်းနည်းလေးဆွဲပေးပါဆွဲပေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဗာတွေ့ရမလဲဆိုရင် download ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါ Okayဒီနောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာတွေ့ရတဲ့ခလုတ်လေးကိုကျွန်တော်တို့ပိတ်ပေးရမှာဖြစ်ပါတယ်။ကဲအားဆိုရင်ခုလိုလေးပိတ်ပြီးဆိုရင်မိတ်ဆွေတို့တင်လိုက်တဲ့ဗီဒီယိုကိုတခြားသူက download ဆွဲလို့ရမှာမဟုတ်တော့ပါဘူး။ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။